ဟာလေလုယာဖျက်ရှင်ကောင်းမြတ်ပါတယ်ဖျားပြုတဲ့အမှုတွေကိုပြန်လေပြီးတော့ချီးမွမ်းချင်တာဖြစ်တယ်တက်တဲ့ခံချင်တာဖြစ်တယ်မျက်ဝေပေးချင်တာဖြစ်တယ်ခွန်အားယူစေချင်တာဖြစ်တယ်ကျွန်တော်ဒီပတ်နော်ပြီးခဲ့တဲ့ပတ်တော့မှာကျွန်တော်အင်မတန်မှကြက်နေသိခဲ့တဲ့အရာတစ်ခုရှိခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်ဆူတောင်းတယ်နော်စိတ်ကတဲ့ကျွန်တော်လူဆောင်တယ်ကျွန်တော်လက်လာတဲ့ရှာဖွေတယ်ဒါပေမဲ့လန့်ဆကလုံးဝကိုမရှိတာနော်လုံးဝကိုမရှိဘူးကိုနီကိုဟန်နဲ့လူဆောင်မှန်တမကဘာတစ်ခုမှလန့်ဆကိုမရှိတာရဆရာနင်းလန်းကိုမရှိတာနော်မရှိတာအဲ့တော့မရှိတော့ကျွန်တော်လည်းတော့ဆက်ပြတ်သွားတယ်အိုးကိုတော့ဒါကအလူတော့မရှိလို့ပဲဖြစ်မှာပဲဟုတ်ပြီဒါကိုတော့မပေးဘူးဆိုရင်နေပါစေတော့လေဒီအရာကိုမရှိနဲ့ကျွန်တော်နေလို့ရတာပဲဒါကိုတော့အလူတော့ရှိတော့အလူတော့တမ်းပဲဖြစ်ပါစေဆိုပြီးတော့ကျွန်တော်ဆူတောင်းတယ်နော်ကျွန်တော်လည်းစစ်ပြပြီးတော့အေးစစ်ထားလိုက်တာဒါပေမဲ့ကျွန်တော်ဆူတောင်းထားတယ်ဖျားရှိမှာနော်ဒါပေမဲ့ကျွန်တော်ဆူတောင်းချင်းကိုကျွန်တော်ပြန်တတိတော့မရတော့ဘူးနော်ကျွန်တော်လည်းအေးစစ်စစ်ပျော်ရွှင်နေလိုက်တယ်နော်နောက်ဆုံးတော့နော်ကျွန်တော်ဓမ္မကျမ်းစာကိုဖတ်ရှုလေ့လာရင်းနဲ့ပိတယုအခန်းကြီး9နော်ပိတယုအခန်းကြီး9အခန်းငယ်6ထိပ်ကနော်ပိတယုပထမစာဆောင်အခန်းကြီး9အခန်းငယ်6ထိပ်ကထို့ကြောင့်ကာလအချိန်တန်လျင်ဖျားသခင်တင်တို့ကိုချစ်မြတ်တော်မူမြတ်ကြောင်းတကူကြည်တော်လစ်တော်အနက်ကိုနိချကြလောအချိန်တန်ရင်ကာလအချိန်တန်ရင်လို့ပြောနော်တော့အိုးကိုအချိန်မတန်သေးဘူးပဲအချိန်တန်ရင်ဖျားမဆပေးနိုင်တဲ့ဖျားပြင်ဆင်ပေးနိုင်တဲ့ဖျားပဲကိုတော့ကျွန်တော်ရဲ့ honor နဲ့ကျွန်တော်ရဲ့အသိဉာဏ်နဲ့လွတ်ဆောင်ခြင်းအရာတွေအတွက်ကိုတော့ခွန်းလို့ပါကိုတော့ရဲ့ပြုမဲ့အရာတွေကိုကျွန်တော်ချမ်းမထားပေးဘူးကျွန်တော်အကောင်တော့လွတ်ဆောင်ဖို့အတွက်ကြိုးစားတယ်ကိုတော့ကျွန်တော်ခွန်းလို့ဆိုပြီးတော့ကျွန်တော်ဘုရားရှိခိုးပြန်ပြီးတော့တောင်းလျှောက်တယ်အဲ့ဒီချိန်မှာပဲနော်ဖျားပြည်စင်ဖို့အချိန်တန်လာတဲ့အခါမှာလေဖျားသခင်ကကြည်စမ်းဘာတခုမှချူယွန်းချက်မရှိအောင်ကိုဘုရားသခင်ကလလပအကောင်ဆောင်ကိုဘုရားသခင်ကပြည်စင်ပေးတယ်ဒါကြောင့်မစ်ဆွေတို့လောကကြီးမှာတင်လူချင်းတဲ့အရာတွေမမောနေတဲ့အရာတွေဖြစ်ချင်းတဲ့အရာတွေနော်ရောက်ချင်းတဲ့အရာတွေအများကြီးရှိမှာပဲနော်ကျွန်တော်တို့မသိပါဘူးအများကြီးရှိမှာပဲလူဘဝမှာတခုမလို့တခုလူအဲ့တဲ့အရာတွေကြီးပါပဲနော်တခုလူမလို့ရင်တခုလူအဲ့တဲ့အရာတွေကြီးပါပဲဒါကြောင့်မစ်ဆွေအဲ့ဒီလိုမျိုးကိုဖြစ်ချင်းနေတဲ့ကိုလူချင်းတဲ့အရာတွေရှိခဲ့တယ်ဆိုရင်ဘုရားရှိခိုးဆူတောင်းထားပါဘုရားရှိခိုးဆူတောင်းတင်းရဲ့ဆူတောင်းခြင်းကတင်းမေကောင်းမေပါလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကတင်းရဲ့ဆူတောင်းခြင်းကိုသူမှတ်ထားတယ်နော်သူလောင်းဝမမေ့ဘူးနော်ဒါပေမဲ့ကာလအချိန်တန်ရင်ဘုရားသခင်ပေးခြင်းအချိန်တန်ရင်ဘုရားချင်းအချိန်ရောက်လာရင်ဘုရားသခင်ကတင်းဘဝရဲ့လူအင်ဆန်နာတင်းရှော့ရမယ့်တစ်ခုစီတယ်တင်းရောရမယ့်နေရာတစ်ခုစီနဲ့တင်းရဲ့နေပေထဲမှာဘုရားသခင်အကောင်းဆုံးသောအရာကိုချွတ်ညွှတ်ချက်မရှိအောင်ဘုရားသခင်ပြင်ဆင်ပေးပြီးတော့တင်းကိုချစ်မြောက်ကောင်းချီးပေးနိုင်တော့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ခွာပေးခြင်းတယ်အဲဒါကြောင့်မစ်ဆွေတင်းမရခင်မှာစောရကမတက်နဲ့တင်းမဖြစ်ခြင်းတဲ့အရာမရော့လို့စိတ်တက်ကြစရာမလိုဘူးဘုရားကိုပါဝင်တဲ့အရာကိုလို့ဆောင်နေတဲ့အရာမှာနော်တစ္ဆာရှိလေးနဲ့နော်နိချစွာနဲ့ဖះမှုတော့အတွေ့ပဲဖះဘောအတွေ့ပဲဆိုပြီးတော့နိချစွာအစေခံလိုက်ပါဖះအကောင်းဆုံးပြင်ဆင်မယ်အဲ့ဒီနိချချင်းကလည်းလူဆောင်လို့မရဘူးနော်လူဆောင်ရင်တပတ်ခံမလား9ရက်ခံမလား2လခံမလားကျွန်တော်မသိဘူးဒါပေမဲ့ဖះရှိမှနိချတဲ့နှလုံးသားကိုတောင်းဆိုရင်ဖះသခင်ပြုတ်ပြခြင်းပြုတ်ပြင်ဖို့အတွက်ခံယူရင်တောင်းဆိုရင်ဖះသခင်ကအဲ့ဒီနိချချင်းကိုတင်ပေးရင်တော့တင်ဘယ်လိုပဲနေနေမြင်တော့သူအတွက်ကောင်းချီးဖြစ်မှာဖြစ်တယ်ဒါကြောင့်မြစ်ဆွေကိုနီကိုဟန်နဲ့ဘယ်အရာမှမကြိုးစားနဲ့ကိုယ့်ရဲ့ဖြစ်ခြင်းတဲ့အရာကိုယ့်ရဲ့လူချင်းတဲ့တောင်းတတဲ့အရာကိုဖျားရှိမှာတောင်းလျှော့ရင်ဖျားကအကောင်းဆုံးသောအရာကိုဒီစင်ပေးတော့ဖျားဖြစ်တယ်လို့ကျွန်တော်ခွာပေးချင်တယ်အဲ့ဒါယောဘကျမ်းမှာကျွန်တော်အင်မတန်မှခွာရတဲ့ကျမ်းပတ်တစ်ပတ်ရှိခဲ့တယ်ယောဘအခန်းကြီး10အခန်းငယ်20ထဲမှာဒီလိုပြောတယ်စောလင်တော်သူကဖျားသခင်စွန့်ပြစ်တော်မမူတဲ့မတရားတဖြစ်ပြုတော်သူတို့ကမှဆတော်မမူလို့ပြောတယ်နော်ဒါကြောင့်မင်းဆွေဖျားရှိမှစောလင်တယ်ဖျားကိုအားကိုးရမျော်လင့်တယ်ဖျားရဲ့အလိုတော်တဲ့အသက်ရှင်ရှောင်းလန်းတယ်ဆိုရင်တင်းကိုဖျားဘယ်တော့မှမစွန့်ပြစ်ပါဘူးမင်းဆွေမစွန့်ပြစ်ဘူးဖျားသခင်ကသူ့ရဲ့အလိုတော်တဲ့အသက်ရှင်တဲ့သူကိုချင်းမြောက်ကောင်းချီးပေးတော်ဖျားဖြစ်တယ်မှဆတော်ဖျားဖြစ်တယ်ကျေးဇူးပြုတော်ဖျားဖြစ်တယ်ဆိုတာကျွန်တော်ခွာပေးချင်တာဖြစ်တယ်ဒါကြောင့်မတရားတစ်ဖြစ်နဲ့ရချင်တယ်လူချင်တယ်ပြုချင်တယ်တွားချင်တယ်ဆိုရင်တော့မစ်ဆွေဖျားရဲ့မဆချင်းကောင်းချီးမိတာကိုတင်မြင်တွေ့ရမှာမဟုတ်ပါဘူးယောဘလည်းထူးနှကောင်းပါပဲ
သူရဲ့သူငယ်ချင်းတွေကတော့သူ့ကိုခွန်အားပေးဖို့အတွက်ရောက်လာပေမဲ့9ရက်ပဲခံတယ်9ရက်ကြာလာတော့10ရက်မြော့မဲ့ပါသူကြွတဲ့အရာကပါလေသူ့ကိုပြန်ပြီးတော့အားငယ်စရာစကလုံးတွေပဲနော်လက်နေကြီးကြတယ်လို့ကြာလာတာနော်ဒါကြောင့်ယောဘကအမတန်မှဖျားရှိမှပြုမိခဲ့တဲ့အမားတစ်ခုမှမရှိတဲ့ခါမှာဖျားတခင်ကပါလေယောဘကိုစွန့်ပြလားမစွန့်ပြဘူးနော်ဖျားတခင်ကပြန်လေကောင်းချီးပေးတယ်ဆိုတဲ့အရာကိုကျွန်တော်မြင်တွေ့ရတာဖြစ်တယ်ဒါကြောင့်မစ်ဆွေဖျားရှိမှသစ္စာရှိနဲ့စေခံပါလို့ဆောင်ပါတင်းရဲ့လူအင်ဆန္ဒမှန်တမျှတင်းဖြစ်ခြင်းနဲ့တင်းလူခြင်းနဲ့တင်းရောက်ခြင်းတဲ့အရာတွေအားလုံးကဖျားတခင်တည်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြုတဲ့အရာကဘယ်လိုပုံစံနဲ့ပြုနေတယ်လဲလှုပ်ဆောင်နေလဲပါဝင်နေလဲစိတ်ကပ်နေလဲဆိုတဲ့အရာကအင်မတန်မှအရေးကြီးတယ်နှလုံးသားမှန်ကန်ဖို့အရေးကြီးတယ်ဒါကြောင့်မစ်ဆွေတင်းနှလုံးသားမှန်ကန်ပါစေတင်းနှလုံးသားဖျားမြတ်မောတော်ထဲမှာပါဝင်ခြင်းကမှန်ကန်တော့အသက်တာဖြစ်ပါစေအဲ့ဒီနှလုံးသားနဲ့အစေခံပါဝင်နေဆိုရင်ဖယားတခင်ရဲ့ကောင်းချီးပေးခြင်းမဆခြင်းအရာကိုတင်မြင်တွေ့ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်လဲကိုနီးကိုဟန်နဲ့ကြိုးစားခဲ့တဲ့အတွက်ဖယားရှိမှကျွန်တော်ရှက်ခဲ့တယ်တကယ်ကျွန်တော်ရှက်တယ်ဒါပေမဲ့ဖယားရဲ့ပြုခြင်းအချင်းကြီးရောက်လာတဲ့အခါမှာကျွန်တော်ဆူတောင်းခြင်းကိုဖယားတခင်အကောင်းဆုံးသောအရာကိုကျွန်တော်ပြင်ဆင်ပေးတယ်ဒါကြောင့်ဖယားကျွန်တော်အပေါ်မှာပြုတဲ့ကောင်းချီးတွေကိုကျွန်တော်ရည်တွေ့လို့မကောင်းပါဘူးเนาะကျွန်တော်ဘာမှမဟုတ်ဘူးဒါပေမဲ့ဖယားကျွန်တော်ဘဝမှာတဆင့်ပြီးတဆင့်เนาะဖယားရဲ့မဆဖယားရဲ့ကောင်းချီးပေးခြင်းအရာတွေကျွန်တော်မြင်ရတယ်အဲ့လိုပြောတဲ့ခါမှာဖယားကျွန်တော်ချီးမြှောက်တယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ပါဘူးကောင်းချီးပေးတယ်ဆိုတာကတော့ကျွန်တော်ကြမ်းမှချင်းရှိတယ်ကျွန်တော်လူရင်းဆန္ဒလေးတွေကိုဖယားတခင်ကဖြစ်စီပေးတယ်ဒီအရာတွေအတွက်ကျွန်တော်ဖယားကြည့်တော့ချီးမွမ်းတယ်ဒါကြောင့်မင်းဆွေတို့လည်းတင်းလူရင်းဆန္ဒရှိမယ်တင်းဖြစ်ခြင်းတဲ့အရာတွေရှိမယ်တင်းတောင်းတနေတဲ့အရာတွေလည်းရှိမယ်ဖယားရှိမှဆူတောင်းပါဒါပေမဲ့အဲ့ဒီဆူတောင်းတဲ့ခါမှာလည်းနော်ဖယားကိုစိတ်ချတဲ့အသက်တာတော့ရှိပါဖယားတခင်ကအချင်းတန်ရင်ကာလဆိုတာရှိနော်ဘုရားကာလအချင်းတိုင်တင်းကိုကောင်းကြည့်ပေးတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေရာနဲ့အကောင်းနင်းငယ်လေးကျွန်တော်ဝင်ကတက်တက်ခံပေးချင်တာဖြစ်တယ်ဘုရားတခင်တာ၍ကောင်းကြည့်ပေးကြပါစေအာမင်